ဟောင်ကောင်ကိုပြန်လာတဲ့ဟင်နရီဟာအမေရိကန်စစ်တပ်မှနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သူပါ။သူဟာဆရာတစ်ယောက်အဖြစ်အသက်မွေးဖို့အတွက်သူ့ရဲ့ကျောင်းအောင်ဖြစ်တဲ့ထိတ်ချိုင်အလဲတန်းကျောင်းကိုရောက်လာခဲ့ပါတယ်။ကျောင်းအုပ်ကြီးကသူ့မှာတင်ကြားရေးအတွေ့အကြုံမရှိတာကိုသတိပြုမိပေမဲ့အစင်းမြင့်အရာရှိတဦးရဲ့ထောက်ခံစာကြောင့်သူ့ကိုအလုပ်ခန့်လိုက်ပါတယ်။ဟင်နရီခန်းထဲကမထွက်ခင်မှာပဲသူတင်ရမယ့်အတန်းဟာတစ်ကျောင်းလုံးမှာအဆိုးဆုံးအတန်းဖြစ်တယ်လို့ကျောင်းအုပ်ကသတိပေးလိုက်ပါတယ်။ကျောင်းတက်တဲ့ပထမဆုံးနေ့မနက်မှာပဲဟင်နရီအတန်းထဲကိုလှမ်းဝင်လိုက်တဲ့အခါတကယ်ကိုပယမ်းပါတာဖြစ်နေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်။တချို့ကျောင်းသားတွေကအိပ်နေကြတယ်တချို့ကတချင်းဆိုနေတယ်လို့ဗီဒီယိုဂိမ်းကစားနေသူတွေလည်းရှိပါတယ်။အဆိုးဆုံးကတော့ကျောင်းသားအတော်များများဟာလျှက်စစ်မီးဖို့နဲ့ခောက်ဆွဲပြုတ်ချက်စားနေကြတာပါ။ဆရာရောက်လာတာတောင်သူတို့ကလုံးဝဂရုမစိုက်ပဲလှုပ်လက်စတွေကိုပဲဆက်လုပ်နေကြပါတယ်။ဟင်နရီကသူတို့ရဲ့အာယုံစိုက်မှုကိုရအောင်စူးစမ်းပေမဲ့သူတို့ကမကြားချင်အောင်ဆောင်နေကြတယ်။ဒါနဲ့သူလည်းသူတို့အာယုံကိုလွှဲဖို့မကြိုးစားတော့ပဲအတန်းနဲ့ပတ်ကြည့်ရင်သူတို့လုပ်နေတာတွေကိုတစ်ခုချင်းလိုက်မှတ်ချက်ပေးပါတယ်။ခောက်ဆွဲပြုတ်ချက်နေတဲ့သူတွေကိုတော့ဆိုဒီယမ်ဓာတ်တွေအရမ်းများလို့လျှော့စားဖို့ပြောပါတယ်။ပြီးနောက်ယူကူလီလီတီးနေတဲ့ဇူဖာဆိုတဲ့ကောင်လေးစီသွားပြီးသူနဲ့အတူတီးခတ်ပေးပါတယ်။အလားတူပဲဂိမ်းကစားနေတဲ့ကောင်လေးကိုလည်းတနေကုန်ဖုန်းကြည့်နေရင်ရောင်ချီတင်နိုင်တယ်လို့သတိပေးပါတယ်။ဒီစကားသာတကယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးလည်းအချိန်နှောင်းနေပါပြီ။ကျောင်းသားတွေကသူ့စကားကိုနောက်ဆုံးမှနားထောင်လာတဲ့အခါသူဟာကိုမိတ်ဆက်ပြီးနာမည်နဲ့ဖုန်းနံပါတ်ကိုကြောက်တင်ပုံပေါ်မှာရေးလိုက်ပါတယ်။ဒါပေမဲ့သူ့လက်ရေးကအရန်ဆုပ်တာကြောင့်ကျောင်းသားတွေကဝိုင်းရကြပါတယ်။အဲ့ဒီနောက်ကျောင်းသားတစ်ယောက်ကသူ့စီဖုန်းဆက်ပြီးအခန်းထဲကထွက်သွားဖို့ပြောပေမဲ့ဟင်နရီကတော့ရေမောပြီးပဲတုံ့ပြန်လိုက်ပါတယ်။ကလေးတွေကသူ့ကိုထပ်ပြီးလစ်လူရှုလိုက်ကြပြီးသူတို့အရင်လုပ်နေတဲ့အလုပ်တွေကိုပဲဆက်လုပ်ကြပါတယ်။စိတ်ကုံသွားတဲ့